တေးပါပြီအိုကြီးအိုကြီးတေးလိုက်ပါတော့အိုကြီးဟာငါတေးဘာလို့တေးရမှာလဲအဘလို့လုပ်ချင်ကျုပ်ညာကြီးမဟုတ်ချုပ်တယောက်တည်းပါလားဘာကိစ္စများရှိလို့လဲဟိုထိုင်မယ်နော်မထိုင်အုတ်ကြီးများဟိုတခုခုလေးလေပြောစရာများရှိမလားလို့လမ်းကြုံတာနဲ့တကူးတကဝင်လာတယ်ဟုတ်ပါလေလမ်းကြုံလို့ဝင်လာလိုက်တာဘယ်လိုပဲဝင်ရတယ်ပြောစရာရှိပြီလားပြိုကြီးရဲ့ပြိုကြီးကိုပြောစရာရှိတယ်ဆိုပြီးအခုလေးနေပြောနေသေးတာဘုံဆိုရောက်ချလာတော့အံ့ဩဆိုအကြမ်းမြင်များရနေလားမသိဘူးကျမကြောင့်ပြောနေတာဟုတ်တယ်ခါကြီးနေရတယ်မင်းဟောဒီလာပြောင်ပြနေသေးတယ်ဧည့်သည်ရောက်တယ်လေကွာဖင်းတို့အလိုက်ကန်းဆိုတော့တော်တော်မသိတဲ့ကောင်လေးပဲအဲ့ဒါအဲ့ခံလက်ဖက်လေးရင်တို့ချက်လေးပါလှုပ်လေကွာဟုတ်သားပဲဟုတ်ကဲ့ခဏလေးစားအခုပြန်လာခဲ့မယ်ဟုတ်ပြီဟဲ့လက်ဖက်ကအသိယူခဲ့နော်စားကြကောင်းနေမလားဟုတ်ကဲ့အိုကြီးဟုတ်ကဲ့ဟဲ့ငါ့ကိုဖွင့်ပြောတော့မှမလို့သူ့တပည့်ကိုပါထုတ်လိုက်တာလားမသိဘူးမလေးရှင်နေတော့ခုံလာပြီပြောစရာရှိတာပြောလေအုတ်ကြီးပြောမယ်ပြောစရာရှိတယ်ဆိုတာလဲဒီလိုပါပြိုးရဲ့ကိုလေဒီလိုစကားမျိုးကိုလေဒီအသက်ဒီအရွယ်ဒီတခါမှဘသူ့ကိုမှမပြောခဲ့ဘူးတလားပြောမထွက်ဘူးဆိုတာတဲ့မပြောရဲဘူးဆိုရင်ပုံမှန်လိမ့်မယ်ပြိုးရဲ့အဲ့တော့လေပြောချင်တဲ့စကားတွေကိုလေစကားလုံးလေးတွေဖြစ်ဒီစာရွက်လေးပေါ်မှာလေသက်သွင်းချရေးပြီးတော့လေဟိုဒီစာလေးကိုအော်ကြီးရဟိုအိုကြီးကိစ္စကိုလည်းတရွာလုံးနဲ့သိနေပါပြီအခုမှကြားကြိုက်တယ်လို့ကားတိုက်တယ်လို့လုံနေပါနဲ့ကက်ဖေးတလေးရပါအိုကြီးအော်ဆောင်းအယူပါပြီအပီပေါ့အေးစေးပဲမအေးစေးဘူးအခုမှ तू ပြောတဲ့အတိုင်းကြားကြိုက်တယ်လို့ကားတိုက်တယ်လို့ဖြစ်ပြီးမောင်ညွန့်ရဲ့ဘာဖြစ်လို့လဲဦးကြီးငါပြောတာပြီးကြိုက်မလို့ तू ကသူ့ပေးတဲ့ทีမယူသွားတာဟာတေးပါပြီဦးကြီးတေးလိုက်ပါတော့ဦးကြီးဟာငါတေးဘာလို့တေးရမှာလဲအဘလို့လုပ်ချင်ယူသွားပြီလိုက်တောင်းဒီပြီးအခုမှတော့ဘယ်လိုလိုက်တောင်းမလဲကွာ तू ကသူ့ပေးတဲ့ထင်တော့ငါပေးကြိုက်မလို့ပြောတော့စီတယ် तू ကစိတ်မရှိပဲကားတွေကြားတွေကြိုက်ပြီးတော့ယူသွားတာဦးကြီးက white နေတာဦးကြီးကလည်းဒုက္ခပဲတင်းရှင်ဟဲ့ငါစဖတ်နေတယ်နဲ့ပေါက်လိုက်ထူရတယ်သိပါလေအသေးထက်ဆွဲမဲ့ရတဲ့တင်းရဲ့အလှမြင်ခဲ့သမျှရင်နဲ့အမျှချစ်ခဲ့ရပါတယ်တင်းနဲ့တင်းရဲ့ချစ်ကိုမျှော်လင့်နေတဲ့အုတ်ကြီးရဲ့ဟေးဒါနင်းကိုအုတ်ကြီးရေးစလာပေးရပါလားဒါပေါ့မလေးအပြိုကြီးမအဲ့အမျိုးကြာရှို့ထားတယ်အခုမှလာပြောတယ်နင်းကလည်းစားညမှာရလေဟဲ့အခုမနဲ့မိုးလင်းချင်းနင်းကိုပြတာပဲဟာညရတယ်ဘယ်ချင်းရရတာလဲဘယ်ချက်လာပေးသွားလဲသူလာပေးရမဟုတ်ငါသွားယူလိုက်တာဘာရှိစားတာကိုနင်းသွားယူတယ်ဟုတ်တယ်နင်းကလည်းနင်းမပြောထားရလေသူပြောရဲဆိုရဲဖြစ်အောင်လို့တဲ့နင်းကရေးလာမြောင်းပြီးလုပ်ပေးရမယ်ဆိုဟုတ်တယ်လေပြောထားတယ်လေအေးလေငါလည်းညကလေလူကြီးတိတ်တဲ့အချိန်မှာသူများပြောလာမလားဆိုပြီးတော့သူ့စီကိုသွားပြီးတော့တခါတည်းမြောင်းဖော်ပေးလိုက်တာသူကလည်းတခါတည်းကိုရေကိုစီးလိုက်တော့တာပဲသိလားဘူးမနင်ဘာပြောတာငါနားမလဲငါတေချာလေးရှင်းပြပါဟာဒီလိုဟေးသူကလေငါ့ကိုပေးဖို့ဆိုပြီးအဲ့စာကိုရေးနေတာဟုတ်လားအေးငါလေရှက်တာနဲ့မူမနေတော့တခါတည်းဆွဲယူလာလိုက်တော့တာပြိုကြီးမရဲ့နင်ကရှက်ပေလို့ပဲတခါတည်းကိုဆွဲယူလာခဲ့ရပဲဘာရဲ့ဖြစ်လေငါတငယ်ချင်းအပြိုကြီးမစွန့်သွားပြီပြီးတော့အုတ်ကြီးကငါတငယ်ချင်းအပြိုကြီးမကိုကြီးစားပေးတာငါကောင်းယူတယ်ပြိုးဒီအချိန်လေးရောက်ပြီးမှပြိုကြီးလို့ခေါ်တော့မယ်လားလို့ကျွန်တော်ကဘယ်လိုခေါ်ရမှာလဲဟင်တင်းလို့ခေါ်မယ်ဆိုဟုတ်တယ်အဲ့ဒီကိစ္စလေးကိုလေပြောချင်လို့လာခဲ့တာအဲ့ဒီစာထဲမှာရေးထားတာလေအဲ့ဒါတွေပြန်ပြောမနေပါနဲ့တော့စာထဲမှာလည်းပါပြီးပဲဟာထပ်မပြောနဲ့တော့နားရှက်တယ်အဲ့ဒါတို့ယုံလို့လဲရှင့်ချစ်ကိုလက်ခံလိုက်တာပေါ့လို့ဟာ
တကြုံကိုစီရင်ချက်ချလိုက်တာပဲ အောက်ကြီးရောက်နေတယ် ဟုတ်ကဲ့ လေအုတ်ကြီးတို့များလေထင်နာမထင်ရဘူးကျမတငယ်ချင်းအပြိုးကြီးကိုကြိုက်နေရဲဆိုလေကျမကိုပြောရောပေါ့နေနဲ့လားရွှေနဲ့များဘလောက်လိုက်ဖက်လဲအခုတော့အာကြီးကနေတစ်ချက်အောင်တော့ခိုင်းတော့တရွာလုံးကိုပွားကုန်ရောနော်ဟုတ်ပါ ဟုတ်အဲ့ဒီကိစ္စလေးကိုလေကြည်ကြည်လဲလဲလေးရှင်းပြချင်လို့အခုလာခဲ့တာတိလားအဲ့ဒီကိစ္စကလေ ကဲပါကိုရဲ့တင်နာလဲပါလေကိုကတရွာလုံးရဲ့အုတ်ချုပ်ရင်းမှုဆိုတော့ကိုတိတ်ခါလည်းရှိသေးရဲ့လေဒါမဲ့တော့ကိုတင်တို့အရွယ်ရလေသမီးစားဘွားနဲ့အချိန်ကြာနေလို့တော့မကောင်းတော့ကိုဘက်ကသဘောတူလဲဆိုရင်လက်ထပ်ဖို့ကိစ္စကိုပဲအများဆုံးစီစဉ်လိုက်တော့ ပြိုးရှက်တော့ပြိုးရှက်တော့ မဟုတ်ဘူးအဲ့အပြူ အောက်ကြီးပဲ ခေါ်ပါပဲခုကတခြားရှာရတလို့တော့ဖြစ်ကုန်ဘူး